အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မိုးလေးရွာနေပါတယ်အဲ့ဒါနဲ့မင်းလည်းမနက်ကတောက်လက်ဆောက်ကော်ဖီခွက်လေးကိုဆွဲပြီးတော့ဗောနော်စိတ်ကူးပေါက်ပေါက်နဲ့မင်းတို့မစော့တာကြပြီဖြစ်တဲ့ 3D miniature landscape sticker လေးဗောနော်ဒီ sticker ဒါအရင်တော့မင်းကတ်ထားတဲ့ဟာကြီးဗောကွယ်ဒီဥစားလေးကဒီနေ့ကတ်မယ်ဆိုပြီးတော့ရွှေထားတဲ့ design လေးဗောနော်အခုရာသီဥတုနဲ့ကိုက်မဲ့ခိုစီဖြစ်မဲ့ဗောနော်လေတော့အိမ်လေးဗော fan house လေးဗောနော်တော့ကတော့ indoor outdoor ပါတဲ့ပုံစံအရောလေးဗောနော်အဲ့ဒါလေးကိုမင်းနဲ့တူတူဗောနော် step by step လေးလိုက်ပြီးတော့ကတ်ကြည့်ကြရအောင်ဗောနော်ဒါလေးကတော့မင်းတို့sticker တွေထဲမှာပါတဲ့သူ့ရဲ့အနောက်က base တစ်ခုရယ် sticker နှစ်ချက်ရယ်ပြီးတော့ sticker picker လေးရယ်ပေါ့နော်ဒါနည်းနည်းလေးမင်းသားစံကြည့်ရတာမြင်အောင်လို့မင်းနည်းနည်းချဲ့ပြလိုက်မယ်ပေါ့နော်ပြီးတော့ဒီ video လေးကိုလည်းကြည့်ရတာအကြာကြီးဆိုပြေးနေမှာဆိုလို့ပေါ့နော်မင်းနည်းနည်းလေးကြော်ပြထားပါတယ်တကယ်တော့မင်းဒါကိုကတ်တာပေါ့ဘယ်လောက်ကြာလဲဆိုတော့တနာရီနီးပါးလောက်ကြာတယ်ဟိုဗီဒီယိုကြီးကလေမင်းဗီဒီယိုဖွင့်ထားပြီးတော့ကတ်တာဆိုတဲ့အခါကျတော့တနာရီနီးပါးလောက်ကိုကြာပါတယ်ဒါပေမဲ့ဟိုစားအခုတနာရီနီးပါးလောက်ဆိုလို့ရှိရင်အကုန်လုံးကြည့်ရတာပြင်းကုန်မှာဆိုလို့ပေါ့နော်မင်း edit လေးနည်းနည်းလုပ်ထားတာပါကြည့်လို့ကောင်းအောင်လို့ပေါ့မြန်လေးနဲ့ပေါ့နော်လူရလေးကိုပြီးသွားအောင်လို့ပေါ့နော်သူကအဲ့လိုဟိုသူနောက်ကပုံပြထားတဲ့အတိုင်းပေါ့ကွယ်ဟိုစားမင်းတို့ပုံဖော်ပြီးပြန်ပြီးတော့ like ကတ်ရတာပေါ့ဒါလေးကကြည့်လိုက်လွယ်မလို့နဲ့လေတကယ်တမ်းကျတော့မလွယ်ဘူးเนาะခက်တယ်အဲဆိုသူအခန်းထဲမှာ decoration ဝင်ရတာဆိုလို့ရှိရင်လည်းပေါ့နော်အဲ့လိုဘယ်လိုပြောမလဲနည်းနည်းလောက်ကိုကတ်တဲ့နေရာလေးကလေအဲ့လို1 mm လောက်ရွှေ့ရွာရတယ်တခြားဟာတော့ကတ်ဖို့နေရာမရှိတော့ဖြစ်သွားတာအဲ့ဒါကြောင့်လို့မင်းဆိုလို့ရှိရင်အခုပြထားတဲ့အတိုင်းပဲဟိုစားကတ်လိုက်ပြီးတော့နေရာရွှေ့ရွာနေရာတွေပြန်ရွှေ့ပြီးတော့ကတ်ရတယ်ပေါ့နော်ဘာလို့တခြားဟာကတ်ဖို့အတွက်နေရာမရှိတော့လို့ပေါ့နော်အခုဆိုလည်းဒီကောင်တာနောက်မှာရှုံကြံရဲ့လူရှုံလေးကိုပြန်ခွာပြီးတော့ထည့်ရတယ်ပေါ့ဒါလေးကအဲ့လိုမှားသွားလို့ရှိရင်လည်းအဲ့လိုပြန်ခွာပြီးတော့ရွှေ့ပြီးပြန်ပြီးတော့ကတ်လို့ရတယ်ပေါ့ကွယ်ဒီအောက်ထပ် design လေးကိုအခုကတော့ဒီအောက်ထပ်လေးပဲကတ်နေရပါတော့နော်ဒီနေရာလေးမှာမင်းမြစ်တာရက်ခံစရာလေးတစ်ခုရှိပါတယ်မင်းလည်းဟိုစားပေါ့နော်ဘယ်လိုပြောမလဲကတ်ရင်လည်းဇန်ဝင်သွားတော့လေဒီနေရာမှာကင်မရာကိုတေချာပြန်ပြီးတော့မချိန်လိုက်ပြီးတော့နည်းနည်းလေးဝါးတယ်လို့ဖြစ်သွားတယ်ပေါ့နော်ကင်မရာ focus လေးကလွဲသွားတော့ sticker ခွာတဲ့နေရာကိုပဲ focus ထားပြီးဒီအနောက်ကကတ်တဲ့ background လေးကနည်းနည်းဝါးသွားလို့ပေါ့နော်ဒါလေးအဲ့တော့နောက်ပေါ့နော်ပြီးသွားလို့ရှိရင်ထွက်လာမယ့်ပုံလှလှလေးအတွက်ပေါ့နော်ဒါလေးကို spoiler အနေနဲ့ဝါးထားရင်တော့မှတ်ပြီးတော့ကြည့်ပေးကြပါတော့အားနာပါတယ်ရှင်ဒါတော့မင်းအောက်ထပ်လေးပြီးသွားတော့ဒီအပေါ်ထပ်လေးထပ်ခိုးလေးတင်နေပြီပေါ့နော်အောက်ထပ်ကတော့ air can လေးရဲ့သူ့ရဲ့ဟိုစားတန့်လေးတွေနဲ့ဟိုစားလေးပေါ့နော်သမင်းစားခန်းလေးပေါ့နော်ကောင်တာလေးနဲ့ဒီအပေါ်ထက်လေးမှာတော့အိတ်ခန်းလေးပေါ့နော်အရင်ခိုစီဖြစ်တဲ့အိတ်ခန်းလေးနော်ကြည့်လိုက်တဲ့နေရာတွေချရင်းနဲ့ပဲကိုကသွားဝင်စင်စိတ်ပေါက်သွားဝင်ပြီးအိတ်စင်စိတ်လေးပေါက်နေပြီပေါ့နော်ဒီလိုပုံစံလေးပါအဲ့ဆိုမင်းအထက်ရပေါ့နော် indoor အတွက်ပြီးသွားပြီပေါ့နော်ဒီကားလေးပါလေးလည်းထည့်ပြီးသွားပြီဆို outdoor မှာလည်းဘယ်လောက်တောင်မှခိုစီဖြစ်ပြီး romantic ဖြစ်တယ်လို့ကြည့်လိုက်အောင်နော်ဟို house moving cassette ထဲရလို့ပဲအိမ်လမ်းတဲ့နေရာလေးတွေပြီးရခါကျတော့အိမ်ထဲဝင်ကန်ဒီ stone step လေးနဲ့ပေါ့နော်ကြောက်တုံး step လေးနဲ့ပြီးတော့အရှိမpicnic ထွက်လို့ရတဲ့ဘယ်လိုပြောမလဲခုံလေးနဲ့ပြီးတော့ရှေ့မှာလေကွက်ကလေးပေါ့ကွယ်လေကွင်းတော့မဟုတ်ဘူးကိုယ့်ရဲ့စားနေရိတ်ခါလေးအတီးကိုပိုင်းတစ်ပိုင်းတစ်နိုင်စိုက်တဲ့အတီးအနှံအတွက်မြေကွက်လေးပြီးစီနောက်တောက်ကလေးပေါ့ farm လေးလိုပုံစံမျိုးပေါ့နော် mini farm လေးလိုပုံစံမျိုးလေးရပေါ့နော်အဲ့ဒါလေးတွေကိုနေရာချရပါတယ်ဒါလေးတွေကလေဟိုကိုအားနေတဲ့အချိန်မှာပေါ့နော်ဖုန်းမကြည့်ချင်ဘူးပြင်းနေဆိုလို့ရှိရင်ပေါ့နော်တကယ်အချိန်ဖြုံးလို့ကောင်းပြီးတော့တကယ် relax ဖြစ်တဲ့ hobby မျိုးပေါ့နော် relax တော့ဖြစ်တယ်ဆိုပေမဲ့ကတ်နေတဲ့အချိန်မှာတော့နည်းနည်းတော့စကြောတက်ပါတယ်စိတ်လည်းရှိရပါတယ်ပြီးတော့ဟိုကို placement တွေကတွက်တာချက်တာပေါ့နော်နေရာလွဲသွားတာဖြစ်ဖြစ်ဟိုအရှိမကတ်ရမှာနောက်မှာကတ်ရမှာလွဲသွားတာဖြစ်ဖြစ်ဆိုလို့ရှိရင်ဒီမျိုးစိတ်ရှိနဲ့ပြန်ခွာပြန်ကတ်တွေလည်းလုပ်ရရပေါ့နော်အဲ့တော့ဘယ်လိုပြောမလဲကိုယ့်ရဲ့အားလက်ချိန်လေးမှာဖုန်းမကြည့်ချင်ဘူးဆိုလို့ရှိရင်တော့ budget လည်းနည်းနည်းနဲ့အခုလိုမင်းလုပ်ပြတယ်လို့ vlog လေးရိုက်ချင်လည်းဖြစ်တယ်ပေါ့နော် budget နည်းနည်းနဲ့ vlog လည်းဖြစ်တယ်အပန်းလည်းပြည်တယ်ပေါ့နော် screen time လည်း short လို့လည်းဖြစ်တယ်ပေါ့နော်ဒါသူပြထားတဲ့ပုံနောက်ဒါကတော့မင်းကတ်လိုက်တဲ့ပုံပေါ့နော်မင်းတို့စီမှာဝယ်ချင်ဝယ်လို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်